ဒီနေ့တော့ Vivo ကနေဘူးပစ္စည်းအစုံ original စက္ကန့်လေးရောက်ရှိလို့ထားပါတယ်။ကဲအားလုံးပဲမင်္ဂလာပါ Galaxy Mobile ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကောင်းမှာပထမအဦးဆုံးပြောချင်တာဒီဇိုင်းပိုင်းမှာရိုးရှင်းတယ်လို့ထင်ရပေမဲ့ကြီးရတာလှတယ်။ဖုန်းကပပလေးဆိုတော့လက်ထဲမှာကြာကင်ထားရင်တော့မနာတော့ဘူးဆိုတော့ hand feel လေးမျိုးရမယ်။ display ဘိုင်းမှာဆိုလို့ရှိရင်လည်း AMOLED ကိုသုံးပေးထားတယ်။ screen refresh rate အရဆိုရင်လည်း 1.0 Hz ကိုသုံးပေးထားတဲ့အတွက်ကြောင့်မို့လို့စာဖတ်တာတွေဗီဒီယိုကြည့်တာတွေဆိုလို့ရှိရင်လည်းအရင်ကလိုမျက်လုံးမပြင်းမနေတော့ပေါ့performance ဘိုင်းမှာဆိုလို့ရှိရင်လည်း daily use ကိုအသားပေးထားတဲ့ဖုန်းတစ်လုံးဖြစ်လို့ application အများစုကိုအေးအေးဆေးဆေးနဲ့အသုံးပြုလို့ရမယ်ကင်မရာဘက်မှာဆိုလို့ရှိရင်လည်း saturation လုံးဝမများတဲ့အတွက် selfie ရိုက်တာတွေ portrait ရိုက်တဲ့အပိုင်းတွေမှာတဘာဝဆန်ဆန်လေးနဲ့အထားကျနေမယ်ဘက်ထရီဘိုင်းမှာဆိုလို့ရှိရင်လည်းတစ်နေ့တာ3ရုံလောက်နဲ့လုံလောက်တယ်fast charging ပါတဲ့အတွက်ဒီကောင်ကအားကုန်သွားရင်တော့မှပဲအကြာကြီးဆောင်းနေတာမလို့တော့ဘူးစက္ကန့်လုံးဖြစ်ပေမဲ့ဘူးပစ္စည်းအစုံလဲပါမယ် body condition ဘိုင်းမှာဆိုရင်လည်း69%လောက်တန့်ပြီးတော့အသစ်တစ်လုံးနည်းနည်းတဲ့ကိုတူသေးတယ်ဆိုတော့တန်တယ်လို့ပြောလို့ရတယ်အခုလိုဘူးပစ္စည်းအစုံရှိတဲ့ Vivo V40 Lite လေးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Galaxy Mobile ကိုလာရောက်ဝယ်ယူဖို့အကြံပေးချင်ပါတယ်